ဖယားဖန်ဆင်းတဲ့အာဒံအေဝါကမေကွန်မေးမယ်အသွေးအသားလားအယိုးအသားလားဟယ်လိုဖယားဖန်ဆင်းတဲ့အာဒံအေဝါကဖန်ဆင်းစားကအယိုးအသားလားအသွေးအသားလားကဲကြမ်းပိုက်ကြည့်ကဲကြမ်းပိုက်ထိုးကဲကြည့်အောင်ကဘာဦးကျန်းနော်ကဘာဦးကျန်းအဲ့မှာကြမ်းပိုက်ကြည့်ခုနလေးထိုးပေးလိုက်အယုဒကြမ်းပိုက်ကဘာဦးကျန်းနှစ်ကဘာဦးကျန်းနှစ်23ကဘာဦးနှစ်23ကဖတ်လူကလည်းယခုဤသူသည်ငါအယိုးတွေကအယိုးငါသားတွေကအသားဖြစ်၏လူတွေကထုတ်တော်ကြောင့်သူ့ကိုလူမိမ့်မဟုခေါ်အပ်သည်ဟုဆိုလေအဲ့ကြပိုက်မှာကြည့်အသွေးအသားလားအယိုးအသားလားအယိုးအသားအင်္ဂလိပ်လိုအစီပြေထိုးပေးပလားအဲ့ဒါမှကြည့်ကြပိုက်တဲ့ကြမှတ်တာနော်ဒါကျွန်တော်မသိဘူးဒါမှဒါကြောညာသဘောမျိုးလေးထိုးခဲ့တာဟုတ်ပြီလားကဲဖန်ဆင်းစားအာဒံကဟိုမှာကြည့်ဘယ်လိုရေးထားလဲ bone of my bone and flesh of my flesh blood မပါဘူး blood blood မပါဘူးတေချာကြည့်ဟုတ်ပြီလားဒါဆိုကျမ်းစာမှာအယိုးအသားဆိုတာပါလားအဲ့ဒါတခုမှတ်ထားပြီးမှလူကဖျားစကားနားမထောင်တဲ့အခါမှာအပြစ်ထဲကျသွားတယ်အပြစ်ထဲကျသွားတဲ့နောက်ပိုင်းအယိုးအသားကနေအသွေးသားပြောင်းသွားတယ်ပြောင်းသွားရောအဲ့တော့ယေရှုလောကကိုကြွလာတဲ့အခါမှာဟေဗြဲနှစ်14-15ကိုဖတ်ဟေဗြဲနှစ်14-15ကဲဖတ်ထိုသူငယ်တို့သည်အသွေးအသားနှင့်ဆက်ဆံကြသောကြောင့်ခရစ်တော်သည်အသေးခံတော်မူသောအဖြစ်သေခြင်းတရားကိုအစိုးရသောသူတည်းဟုသောမာန၏တကိုးကိုချိုးဖဲ့ဖျက်ဆီးခြင်းက၎င်းသေဘေးကိုကြောက်၍သက်လုံးကျွန်ခံရသောသူတို့ကိုကယ်လွတ်ခြင်းက၎င်းဤသူငယ်တို့ဤနီးတူအသွေးအသားကိုဆောင်ယူတော်မူ၏ခရစ်တော်လောကကြွလာတော့ဘလို့လားလဲအယိုးအသားလားအသွေးအသားလားဘာလဲအသွေးအသားဟုတ်လားဆိုအဲ့ဒီအသွေးသားရှိတဲ့လူကိုကယ်ဖို့ခရစ်တော်ကဘာနဲ့လာလဲသွေးသားဖန်ဆင်းစားလူကဘာလဲယောသားအပြစ်လုံးပြီးတော့ဘာလဲသွေးသားခရစ်တော်လောကကြွလာတော့ဘာနဲ့လာလဲသွေးသားဟုတ်ပြီလားကျမ်းစာမှာပါလားသွေးသားနဲ့လာဆိုပါလားကဲကားရိုက်မှာသေပြီးထမြောက်ကောကားရိုက်မှာအသွေးသွန်းရောပြီးမှတကြိုပြီး3ရက်ကြတော့ထမြောက်တဲ့အခါကျတော့မေးမယ်အသွေးသားနဲ့ထလားအယိုးသားနဲ့ထလားဟယ်လိုဘာနဲ့ထလဲရာအသွေးသားနဲ့ထတယ်ကဲရှင်လုကာ24:39ကိုဖတ်ကဲဖတ်ငါလက်ကိုကြည့်ကြလော့ငါခြေကိုလည်းကြည့်ကြလော့ငါကိုပင်ဖြစ်၏ငါကိုကြည့်ရှုစမ်းသပ်ကြလော့ငါသည်သင်တို့မြင်သည့်အတိုင်းအယိုးအသားနှင့်ပြည့်စုံ၏ရပြီဘာနဲ့ထလဲသေခြင်းကထမြောက်တော့ဘာဖြစ်သွားပြီလဲလာတော့ကထမြောက်တော့ကျမ်းစာမှာတိတိကျကျရေးတယ်သွားမချော်နဲ့တေချာဖတ်လာတော့ကခရစ်တော်လောကလာတော့ထမြောက်တော့ယောသအင်္ဂလိပ်လိုကြည့်အဲ့ဒါတော့ကိုချင်းလို့လဲပြန်ဖတ်ဟုတ်ပြီလားချင်းလို့လဲတေချာဖတ်တေချာအဲ့ကျမ်းပိုက်ကိုဟုတ်လားတူလားအင်္ဂလိပ်မှာကြည့်အယောသဘယ်လိုရေးလဲ flesh and bone ဟုတ်လား flesh and bone အယောသဟေဗြဲနှစ်14-15ကိုတစ်ချက်အင်္ဂလိပ်လိုထိုးပေးခုနမထိုးလိုက်ဘူးကဲဟေဗြဲနှစ်14ခရစ်တော်လောကကြွလာတော့ flesh and blood တွေ့လား flesh and blood တူလားလူဖန်ဆင်းစားက flesh and bone
ယေရှုလောကကြွလာတော့ flesh and blood အသွေးသားယေရှုသေခြင်းကထမြောက်တော့ flesh and bone အယိုးသားဟုတ်လားအယိုးသားဆိုတော့ဓမ္မကြည့်အယိုးသားဆိုရင်တခါတဲ့ကောင်းကင်ကိုတက်သွားလို့မရဘူးသေချာနားထောင်အယိုးသားဆိုတာဓမ္မလမ်းလျှောက်ပြေးမတရက်ထိုင်ထအဲ့ဒါဘာလဲအယိုးသားကိုပြောပါကိုအယိုးသားကိုဆိုတော့လမ်းလျှောက်တခါတဲ့ကောင်းကင်တက်သွားမယ်တခါတဲ့ဟိုလိုဒီလိုစဉ်းစားလိုက်တာနဲ့ဟာမယ်ရီလန်းလို့စဉ်းစားလိုက်တာနဲ့ရောက်သွားတာမရဘူးဘာကိုလဲအယိုးသားကိုတရားနာတော့နော်အယိုးသားကိုကအဲ့လိုသွားလို့မရဘူးပြီးမှယေရှုထမြောက်တဲ့အခါကျတော့ဓမ္မတပည့်တော်နှစ်ယောက်နဲ့တူတူယေရှုကအေးမောက်သွားတဲ့လမ်းမှာလမ်းလျှောက်ပြီးတပည့်တော်နှစ်ယောက်နဲ့တူတူသွားတယ်ဘယ်လိုသွားလဲလမ်းလျှောက်သွားတယ်ဘာကိုလဲအယိုးသားကိုဟိုလဲရောက်ရောတပည့်တော်နှစ်ယောက်နဲ့စကားပြောပြီးမှညကြတော့မောက်ဖဲ့လိုက်တော့ဖက်ခနဲ့ပျောက်သွားရောကြိတ်နေနဲ့ပျောက်သွားရောရှင်လုကာ24အငယ်31ဖတ်ကြည့်ပါရှင်လုကာ24 31တွေ့လား31ဖတ်သူတို့သည်မျက်စိပွင့်လင်း၍ကိုယ်တော်ဖြစ်သည်ကိုသိကြ၏ထိုအခါကိုယ်တော်သည်ပျောက်သွားခုနပဲစကားပြောဖက်ခနဲ့ပျောက်သွားတာဟာယေရှုပျောက်သွားတာဖေးရောက်သွားမှမသိဘူးအဲ့ဒါကအယိုးအသားလားဝိညာဏလားမြန်ပြောပါလေအဲ့ဒါကိုဝိညာဏကိုလို့ခေါ်တယ်ဟုတ်ပြီလားအဲ့ဒါပိုင်းခြားတက်ရမယ်ဝိညာဏကိုဒါဆိုယေရှုဟာကိုဘယ်နှကိုမျိုးဖြတ်တန်းဘူးလေမြန်ပြောလာတော့ဟာသွေးသားထားတော့ပြီးတော့ဝိညာဏကိုဟုတ်လားလာတော့ကသွေးသားသေခြင်းကထမြောက်တော့အယိုးသားနဲ့ဝိညာဏဟုတ်ပြီလားဒါဆိုရင်ဘယ်ဟာအရင်လဲယေရှုဟာအသွေးသားအရင်လားဝိညာဏအရင်လားဘယ်ဟာအရင်လဲသွေးသားအဲ့ဒီကနေဘာပြောင်းသွားလဲအယိုးသားနဲ့ဝိညာဏနှစ်ခုပြောင်းသွားတယ်ဟုတ်တယ်မလားပျောက်သွားရောခဏနေတော့ဟိုမှာတပည့်တွေကလုကာ24မှာတပည့်တော်တွေကတကားပိတ်ပြီးစီဝေးလို့ပြီးခဲ့တဲ့3ရက်ကပြီးခဲ့တဲ့ရက်အနည်းငယ်ကယေရှုလဝကတ်တယ်မှာရိတ်တက်ပလိုက်အရန်ကြောက်နေတပည့်တွေကနောက်လိုက်တရားလေတကားပိတ်ပြီးစီဝေးလို့မပြောမစို့ယေရှုကတကားလည်းမခောက်ဘူးအပေါက်လည်းမဖောက်ဘူးသူကသူဝင်လာပြီးတော့နည်းနည်းဖယ်ငါဝင်လာတယ်နည်းနည်းဖယ်လောက်เสียမလို့ဒီတိုင်းပဲဝင်ပြီးသူတို့အလဲကောင်တဲထဲမှာသွားရက်လိုက်တာအမလေးတပည့်တော်တွေဝမ်းသာလားကြောက်လားပြောဘလို့ဆွဆွဲလဲငါတို့သခင်ထမြောက်ပြီလို့ပြောလားတရေလို့ပြောလားဘယ်သူကတရေလို့ထင်လဲယေရှုကိုဘယ်သူကတရေထင်တာလဲဖာရိရှဲလားတပည့်တော်လားဘောနီကင်ဟုတ်လားယေရှုနောက်လိုက်ဘူးလားကျမ်းစာကောင်းသင်ဘူးလားယေရှုသင်တဲ့သင်တန်းတက်ဘူးတဲ့လူတော်မှထမြောက်တဲ့ယေရှုကိုတရေလို့ဆွဆွဲရင်ကျမ်းစာကြောက်စီးပြီးပြန်လာတဲ့လူကတော့ဘာဆွဆွဲမလဲခမည်းတော်ပဲဖြေတော့ယေရှုနောက်လိုက်တဲ့လူတော်ထမြောက်တဲ့ယေရှုကိုဘယ်လိုဆွဆွဲလဲတရေလို့ထင်တာဒါနဲ့ယေရှုကအကုန်လုံးရိုက်လားမရိုက်ဘူးငါပင်ဖြစ်တယ်တွေ့လားနှမငါလက်ကိုလာကြိုက်ကြည့်အယိုးအသားနဲ့ပြည့်စုံတယ်ကြိုက်ကြည့်တော့လေကြိုက်လို့ရတယ်တကားလည်းပိတ်ထားတယ်နံရံကိုဖောက်ပြီးဝင်လာဆိုအပေါက်လည်းရှာမတွေ့ဟဲအယိုးသားရှိလားအပေါက်မဖောက်ဘဲရောဝင်လာလို့ရလားဘယ်သူမှခွင့်မတောင်းပဲအလေကောင်တဲထဲမှာရက်လို့ရလားအဲ့ဒါဘာကိုလဲအဲ့ဒါဝိညာဏဆိုဘယ်ဟာအရင်လဲသွေးသားဘယ်ဟာနောက်လဲအယိုးသားနဲ့ဝိညာဏနောက်အဲ့ဒါကျွန်တော်တို့အဲ့ဒါကိုကြည့်အဲ့ဒါကိုကြည့်အဲ့ဒါကျွန်တော်တို့အတွက်နမူနာ
အခုကျွန်တော်တို့ဘာလဲအခုကျွန်တော်တို့ဘာလဲသွေးသားအသွေးသားနဲ့သေခြင်းကထမြောက်ရင်ဘာဖြစ်လာမလဲအယိုးသားနဲ့အဲ့ဒါပြစ်မှာနမူနာအဲ့ဒါယေရှုကကျွန်တော်တို့လိုအသွေးသားလို့ပြောတယ်မဟုတ်လားထိုသူငယ်တို့ဤနီးတူလို့ပြောတယ်မဟုတ်လားဒါဆိုယေရှုကကျွန်တော်တို့လိုသွေးသားဒါပေမဲ့ငါတို့အသွေးသားအပြစ်ရှိတယ်သူ့အသွေးသားအပြစ်မရှိဘူးအဲ့ဒါလည်းနားလည်အောင်မဲ့အသွေးသားနဲ့သူမြေကြီးပေါ်မှာကျွန်တော်တို့လိုပဲခံရလားကျွန်တော်တို့လိုပဲဖြတ်တန်းလားဗိုက်စားလားမောလားမောကျင်ဟန်ဆောင်တာလားတကယ်မောတာလားဒါဆို तू လူဟုတ်လားလူလိုဟုတ်လားဖျားဟုတ်လားဗိုက်စားလားဗိုက်စားတယ်ဟုတ်လားဆိုအတီအသွေးသားဖျက်ရလားဒုက္ခရောက်လားခံရလားကောင်းခံရတယ်ကောင်းခံရတယ်ကောင်းခံရတာသေခြင်းကထမြောက်တော့အယိုးသားနဲ့ဝိညာဏဖြစ်သွားရောတွေ့လားဖြစ်သွားတဲ့အခါကျတော့ဟိုမှာတိကော15:46ဖတ်ကြည့်အောင်တိကော15:46ဖတ်အောင်ဝိညာဏကိုသည်ရှေးဥစွာဖြစ်သည်မဟုတ်ဇာတိပဂရိကိုသည်ရှေးဥစွာဖြစ်၏နောက်မှဝိညာဏကိုဖြစ်၏ကြည့်ဒါဆိုအဲ့ဒီကိုနှစ်ခုကိုမြင်အောင်ကြည့်အဲ့ဒီကျမ်းပိုက်မှာဗာရေးထားလဲဝိညာဏကိုနဲ့ဇာတိပဂရိကိုဆိုတာအပြစ်ရှိတဲ့ကိုပြောတာမဟုတ် nature body အခုတဘာဝဒီတိုင်းဒီကိုပြောတာဒါဆိုဒီကိုခန္ဓာနဲ့ဝိညာဏကိုဘယ်ဟာအရင်လဲဇာတိပဂရိကိုကအရင်နောက်မှဘာဖြစ်မလဲဝိညာဏဒါဆိုရင်အခုဇာတိပဂရိကိုနဲ့ကိုကလေဝိညာဉ်ကြီးကမှစာမေးပွဲအောင်လို့အောင်တလားဝိညာဏကိုကြရက်ရမယ်နေအခုဇာတိပဂရိကိုဟုတ်လားအခုစာမေးပွဲရှိလားပတ်စံနဲ့ပတ်သက်ရင်စာမေးပွဲရှိလားအေးနေကြိုက်တာသုံးမလားဖျားကြိုက်တာသုံးမလားအနေစာမေးပွဲဖြေအလူငွေကြတော့20တန်းရှာတယ်မိတ်ကပ်သွားဝယ်တော့100တန်းဖျားအတွက်ကြတော့ဓာတ်စီဈေးတက်တယ်အဝေးဖျားကြောင့်မသွားနဲ့အိမ်ဘေးကဖျားကြောင့်သွားနားလေလားဘာမှနားမလဲအဆုံးသက်ဆူတောင်း in Jesus name အဲ့ဒါပဲ तू စောင့်တာပြီးအာမင်လို့တော့ဘာခွန်အားမှလည်းမရဘူးအာလူထိုင်ဖုတ်ကိုလည်းခွန်အားမရဘူးဟောတဲ့လွယ်ပါလည်းမသိဘူးဒါပေမဲ့မတော်ကားမထုတ်တော့စီတက်တာပေါ့ဟောငါတို့လူမျိုးတွေပွဲလုံးမယ်အိမ်ကကားလဲထုတ်မလောက်ရင်ကားပါငါပေးမယ်ငါတို့ဗမာပြည်ကရွာကလူတွေဒီတစ်ခါပဲစုံရမှာဖယားเจ้าကြတော့ဘာလုပ်လဲဓာတ်စီနှမျောကြည့်အခုဒီဇာတိပဂရိကိုမှာကျွန်တော်စိုက်ပြိုးမှဘယ်မှာရိပ်ရမလဲဒါဆိုရင်ဝိညာဏကိုသင်ဖြစ်မလားဖြစ်တော့ဖြစ်မယ်ဒါပေမဲ့တယောက်နဲ့တယောက်တန်ဖိုးမတူခင်ဗျားတို့ credit card တွေရှိတာပဲအဲ့ဒီ card ထဲမှာဘယ်သူ card ထဲမှာဘယ်လောက်ရှိလဲဆိုတာတယောက်နဲ့တယောက်သိလားပိုင်ရှင်ပဲသိလားပိုင်ရှင်နဲ့ဗန်နဲ့ပဲသိတယ်အပြင်လိုမသိဘူးဝိညာဏကိုလည်းဒီလိုပဲကိုနဲ့ဖျားပဲသိတယ်ဘေးကလိုမသိဘူးဟဲ့သူကြတော့ဒီလိုသွားနေပါလားငါကြသွားလို့မရပါလားအဲ့ကြမှာသိရင်နောက်ကြပြီဒါကြနားထောင်တာနော်ခရိယန်တွေကအတုပမှာဗာတရားဟောလဲဟာအခုတော့ကောင်းပါတယ်တဲ့ तू ကဖျားလိုက်နာလိုက်ယောဂဖြစ်လိုက်အခုသေသွားတော့လေကောင်းတာဗောအားလုံးပြီးပြီခရစ်တော်စီရောက်ပြီအခုဆို तू ကလေဘဲသွားချင်းသိတယ်မလားစိတ်ထဲမှာဟိုသွားချင်းရှုပ်နေဒီသွားချင်းရှုပ်နေသူတို့တည်းလူချင်းဗမာတွေ့အကုန်တွေ့လို့ရခရစ်တော်နဲ့လည်းနေလို့ရကျွန်နားထောင်ဟောတဲ့လူက तू ရောရောက်မှသိကြလား तू ရောတွေ့မယ်တဲ့လားအလကားအလူငွေကြည့်ပြီးဟောနေတာကြောင်းတုံနဲ့ဘာလျှောက်ပြောနေလဲမသိဘူးတေချာဖက်ဝိညာဏကိုဆိုတာတယောက်နဲ့တယောက်တန်ဖိုးမတူဘူးပောက်ကရအသက်ရှင်ပြီးတော့ဟိုမှာသွားပြီးတော့ရှုပ်ကနေရမလားဒါကြောင့်ကိုဘယ်နဲ့ကိုလဲ
ထားမြောင်းဘယ်နှကိုလဲတစ်ကအယောသားနောက်တစ်ခုကအားလုံးအယောသားရမှာသိကြတယ်မပူနဲ့အနှိမ့်ဆုံးစင်အယောသားဆိုဘာလို့ရမလဲဘယ်ညာပဲဝိညာဏမှာယာဂိုင်နှုံးရှိမှရမှာအဲ့တော့ယေရှုအကြောင်းကိုလေ့လာအာဒံအကြောင်းကိုလေ့လာဘယ်ကနေအသွေးသားနဲ့နေရင်ကနေဘယ်ကနေဝိညာဏယာဂိုင်နှုံးတိုးသွားတယ်လေဒါကြောင့်မလို့ကျမ်းစာဖတ်ရင်သေချာဖတ်ကိုဘယ်နှကိုရှိလဲ3ကိုတစ်ကအယောသားပြီးတော့အဲ့ဒီကနေသွေးသားပြီးတော့အဲ့ဒီကနေဝိညာဏဟုတ်လားယေရှုကိုယ်တိုင်3ခုဖြတ်တယ်သွေးသားနဲ့လာတယ်ထားမြောက်တဲ့ကမှာအယောသားနဲ့ဝိညာဏဖြစ်သွားတယ်ဆိုတော့ဒီနေ့ကျွန်တော်တို့ကိုယ်တိုင်အဲ့ဒါကိုသေချာလေ့လာဖို့လိုတယ်